ဒါမျိုး32လက်မှ Android Smart TV တစ်လုံးကို6သိန်း3000ကျပ်ပါရှင်6သိန်း3000ကျပ်ပါနော်ဘယ်မှမရနိုင်တဲ့ဈေးနှုန်းနဲ့ရောင်းချပေးမှာပါရှင် Android Smart ဖြစ်သွားမယ်ပြီးတော့32လက်မှအောင်မှာဘောင်ပြောက်ဖြစ်သွားပါမယ်ရှင်သူရဲ့ရုပ်ထွက်လေးကိုလည်းပြပေးပါမယ်နော်ကဲစပြီးဖွင့်တာဆိုရနဲ့ဒီမှာ Android Smart Cloud TV ပါရှင် Android TV ဖြစ်တဲ့အတွက်ကြောင့် Wi-Fi နဲ့လည်းချိတ်ပြီးကြည့်လို့ရတယ်ပြီးတော့ Google Play Store တွေပါတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အိမ်မှာဘောလုံးပဲကြိုက်တဲ့သူတွေပဲဖြစ်ဖြစ်မြန်မာစာတန်းတို့ရုပ်ရှင်ဇာတ်ကားတွေကြိုက်တဲ့သူတွေပဲဖြစ်ဖြစ်ဆိုရင် software တွေပါ down ပြီးတော့လည်းကြည့်လို့ရပါတယ်ရှင်အသေးစိတ်လေးကိုတော့ညီမလေးပြပေးပါမယ်နော်ကဲပထမအဆုံးအဆင့်အနေနဲ့ဒီ setting ထဲကိုသွားပြီးတော့ Wi-Fi လေးချိတ်ပေးပါမယ်ရှင်Wi-Fi ကတော့မိမိတို့ရဲ့အိမ်မှာရှိတဲ့ Wi-Fi လေးကိုချိန်ပေးရမှာပါเนาะဒီမှာကျတော့ညီမလေးတို့ဒီမှာရှိတဲ့ Wi-Fi လေးကိုချိန်ပေးမှာပါကဲဒီမှာဆိုရင်တော့ setting ထဲကိုဝင်ပြီးတော့ Wi-Fi လေးချိန်ပြီးသွားပါပြီရှင် Wi-Fi ချိန်ပြီးတော့နဲ့ YouTube တွေပါတန်းကြည့်လို့ရပါတယ်เนาะကဲဒီ YouTube မှာဆိုရင်လည်းစိုင်းရင်နေရာလေးမှာကိုယ့်ရဲ့ account တွေပါတွေဖွင့်ပြီးတော့လည်းကြည့်လို့ရပါတယ်ရှင်ကိုဖုန်းလေးကနေပြီးတော့လိုချင်တဲ့ TV ကလိုချင်တဲ့သချင်းကိုရိုက်ပြီးတော့လည်းရှာလို့ရပါတယ်เนาะဒီရင်ဆုံးသူ့ရဲ့ resolution ရုပ်ထွက်လေးကိုပြပေးပါမယ်ရှင်ဒါကတော့32လက်မှ Android Smart TV ရဲ့ရုပ်ထွက်လေးပါရှင်ဘောင်ပြောက်လေးလည်းဖြစ်သွားပါမယ်ရှင်ဒီမှာဆိုရင်ဒီလိုမျိုး origin နဲ့အောက်မှာထောက်ထုတ်ရတဲ့တောင်းတစ်ချောင်းပါမယ် remove ပါမယ်အမခံအနေနဲ့ကတော့တစ်နှစ်တိတိပါဝင်ပါတယ်ရှင်ရုပ်ထွက်ကတော့အရန်မိုက်တယ်เนาะဒီလိုမျိုး Android Smart TV တစ်လုံးဝယ်ထားရတယ် YouTube လည်းကြည့်လို့ရတယ်ပြီးတော့ဒါမျိုး Android ဖုန်းတွေနဲ့လည်း screen share ပြီးတော့ပေါ့နော်ဖုန်းနဲ့ TV နဲ့ချိန်ပြီးတော့လည်းကြည့်လို့ရတယ်ကိုလိုချင်တဲ့ software ကိုလည်း Google Play Store ပါတဲ့အတွက်ကြောင့်ကိုလိုချင်တဲ့ software ကိုလည်း down ပြီးတော့ကြည့်လို့ရပါတယ်ရှင်ကဲဒီလိုမျိုး32လက်မှ Android Smart TV တစ်လုံးကို6သိန်း3000ကျပ်နဲ့ရောင်းချပေးမှာပါရှင်မှာယူချင်တဲ့ဆိုရင်တော့ဆက်သွယ်ရမယ်ဖုန်းနံပါတ်လိပ်စာ Viber နံပါတ်တွေပြီးတော့ KB ဝေပေးတွေကိုအောက်မှာအကုန်ရေးပေးထားပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်6သိန်း3000ကျပ်နော်